ဒီနေ့နောက်တစ်နေ့ကိုမကူးလာပါနဲ့တခါနိုင်ငံသားမှာနိုင်ငံတကာကနေအရန်နာမည်ကြီးတဲ့ဆရာမကြီးလင်မယားနှစ်ဦးဟာနိုင်ငံတနိုင်ငံမှာတရားဟောပွဲလာလုပ်တယ်အဲ့တရားဟောပွဲမှာသူတို့အကြီးကျယ်နိုးထမှုဖြစ်တော့အောက်လန်းဆရာအချို့ကသူတို့ရဲ့နတ်ဆရာယူလာပြောတယ်ဆရာဒီအေးဝင်ကလေးဆရာမလင်မယားနှစ်ယောက်ကတော်တော်တကိုးကြီးတာသူတို့တရားဟောပွဲမှာအနာရီငိမ့်နေနမိတ်လက္ခဏာတွေဖြစ်တယ်လူတွေလည်းအရန်ပြောင်းလဲတယ်ကျွန်တော်တို့တခုနဲ့မစီးတိုင်းတော့မရတော့ဘူးဆိုတော့သူတို့ဘာလုပ်လဲဆိုတော့သူတို့အဲ့ဆရာကြီးဆရာမကြီးရဲ့လင်မယားနှစ်ယောက်ကိုဖျားအောင်သူတို့ပြုစားကြတယ်ဖျားအောင်တရားဟောလို့မရတော့ဖျားသွားဖို့အတွက်သူတို့လှမ်းပြီးတော့သူတို့ရဲ့နတ်တွေရဲ့ပါဝါနဲ့သူတို့လှမ်းပြုစားတယ်အဲ့နဲ့ဖြစ်ချင်တော့ဆရာကြီးဆရာမကြီးနှစ်ဦးကအရန်ဆက်ကတ်တော့ပြုစားလို့မရဘူးဖြစ်တယ်ခရစ်တော်ရဲ့အသွေးနဲ့လည်းကွယ်ကာထားတယ်သူတို့ကိုယ်တိုင်လည်းဝိညာဉ်တော်ရဲ့ဗိတ်သိက်နဲ့သွားတဲ့အတွက်သူတို့ကိုလာထိလို့မရဘူးဘာလို့ဆို anointing ကသူတို့ကို protect လုပ်ထားတယ်အဲ့နောက်နေ့လည်းကြောက်တရားဟောပွဲတွေသူဆက်လုပ်တယ်အောင်မြင်တယ်ဟာ2 ရက်ရှိပြီအစင်မပြေဘူးဘလို့မှပြုစားလို့မရဘူးဘလို့မှဒီဆရာကြီးဆရာမကြီးနှစ်ယောက်မဖျားလာဘူးယောဂမရလာဘူးအဲ့တော့သူတို့မဖျားဘူးဆိုရင်သူတို့တရားဆောင်ဟောအောင်မြင်မှာကျွန်တော်တို့ဘလို့မှတားလို့မရတော့ဘူးဆိုသူတို့ဆရာကြီးကိုသတင်းပို့တော့နတ်ဆရာကြီးကဘာပြန်ပြောလဲဆိုတော့သူတို့ရဲ့ဒီနတ်ဆရာလေးအချို့တွေကိုဒါဆိုရင်မင်းတို့နောက်နေ့မှာမိတ်ဆွေအချို့ကိုအကူအညီတောင်းပြီးတော့ဒီဆရာကြီးနဲ့ဆရာမကြီးတဲတဲ့ဟိုတယ်မှာဒီနဲ့ဆရာကြီးဆရာမကြီးတဲတဲ့နေရာမှာတွားပြီးတော့မင်းတို့တို့ရဲ့ပစ္စည်းတွေကိုတွားပြီးတော့ဖြတ်စည်းတို့တွားနောက်ရှက်အိမ်ကိုတို့မရှိတော့မှာအဲ့နဲ့အကုံတောင်းခြင်းအကုံလုတ်ပလိုက်တဲ့အချိန်မှာဆရာကြီးဆရာမကြီးနဲ့အိမ်ပြန်လာအောင်ပြန်လာတော့တို့ဘာဖြစ်တော့လဲဆိုတော့တို့ကြုံရတဲ့ဒီပြဿနာတစ်ခုပေါ်မှာလူတွေကိုစိတ်ဆိုးမိတယ်ဘလို့လောက်ကြတာလဲဘလို့စောင့်ရှောက်ကြတာလဲဘာကြောင့်ဒီပြဿနာဖြစ်ရလဲလုတ်တဲ့သူတွေကဘယ်သူတွေလဲဆိုပြီးတော့ဒီလင်မယားနှစ်ဦးဟာဒေါသထွက်မိတယ်အဲ့ဒီအရာကနောက်တနေ့ဒီသူတို့အထဲမှာခံစားနေရတော့မဲသူတို့အမျက်မပြေပဲနေမဝင်စေနဲ့သူတို့စိတ်ဆိုးမိတယ်သူတို့အဲ့နိုင်ငံကိုသူတို့အထဲထဲမှာအစာမကြေဘူးအဲ့နိုင်ငံမှာလုံခြုံမှုမကောင်းတဲ့အတွက်လုံခြုံမှုမရှိတဲ့အတွက်ဒီဟိုတယ်ကမကောင်းတဲ့အတွက်သူတို့အထဲမှာစိတ်ဆိုးတယ်အဲ့စိတ်ဆိုးတဲ့အရာကနေဝင်သွားတဲ့အတွက်ဘာဖြစ်တော့လဲဆိုတော့မာနက်ကိုအခွင့်မပေးကြနဲ့လို့ပြောတဲ့အတွက်မာနက်ကအခွင့်ရသွားတယ်အခွင့်ရသွားတဲ့အတွက်သူဘာဖြစ်ပြီလဲဆိုတော့အခုကြမှာပဲဟိုဘက်ကအောက်လန်းဆရာတွေကလှမ်းပြီးပြုတ်စားတာအဲ့မှာစပြီးတော့ယောဂစားရတော့တယ်အဲ့နဲ့စပြီးဖျားပြီးတော့တရားဟောပွဲတွေလှုပ်လို့မရတော့အဲ့နဲ့ဘုရားသခင်ကိုတို့ပြန်မေးတော့မှဘုရားသခင်ပြန်ဖော်ပြမှာပဲတို့ဒီအရာကိုခွင့်လွတ်နိုင်ပြီးတော့မာနက်ကအခွင့်မရတော့တဲ့အတွက်ပြန်လဲကျမ်းမာခြင်းရပြီးတော့ဘုရားခင်တို့ပြန်ပြီးအသုံးပြုလာတယ်ဒါဆိုဘာလဲတော်တော်များများသောသူတွေနတ်ဆိုးပါလို့လူတယောက်မှာအခွင့်ရသွားလဲဆိုတော့ခွင့်မလွတ်ကြောင်ခွင့်မလွတ်ခြင်းကြောင့်ဖြစ်တယ်လူတွေကိုခွင့်မလွတ်ကြဘူးခွင့်မလွတ်ကြအောင်ဒါကြောင့်ကျွန်တော်